အားလုံးပဲမင်္ဂလာပါတက်ဆုံးပါဒီနေ့ vlog လေးရတော့ပုံပေါ်ပါလေးလည်းဖြစ်အောင်ကျမအမြဲတမ်းပေါ့နော်အပြင်သွားရင်ကျမရဲ့ယူနေကြအိတ်လေးတွေဘာလေးတွေကျမထည့်သွားလေးရှိလဲဆိုရင် vlog လေးကြည့်လိုက်ကြရအောင်နော်ဒီနေ့ကျမရဲ့ပေါ့နော်အပြင်သွားနေကြယူလေးယူထားရှိရဲ့ပစ္စည်းလေးတွေကိုတစ်ချက်ကြည့်ကြည့်ရအောင်နော်ဒီတော့ပထမဦးဆုံးပစ္စည်းလေးရတော့ဒါကတော့ဒီ21ရာစုမှာလူတိုင်းမှာပါလို့ဒီဖုန်းမှာကျမလည်းမပါလို့မရပါဘူးဘာလို့လဲဆိုတော့တခါတလေပတ်စံအိတ်ထဲမှာ cash လည်းတိတ်မပါရင်ဘဏ်ငွေတွေပိုင်းနဲ့ပေးလို့ရအောင်ပေါ့နော်ဆိုတော့ဒါဖုန်းကတော့မပါမဖြစ်ပါဒါကတော့ contact တွေပါရအောင်ပေါ့နော်နောက်တစ်ခုကပတ်စံအိတ်ပါပတ်စံအိတ်သေးလေးတွေအရင်ကြိုက်တဲ့လူတွေမှာပါပါတယ်သေးပေမဲ့လည်းစနေပေါ့နော်အထဲမှာတော့ဒါ like စင်တို့ပါတော့အဲ့လိုကတ်လေးတွေလည်းမပါမဖြစ်ပါပါတယ်အဲ့တော့ပတ်စံအိတ်ပါပတ်စံအိတ်မပါမဖြစ်ပါပါတယ်နောက်တစ်ခုကတော့ကားမောင်းပြီးသွားတာဆိုတော့ကားတော့ပေါ့နော်ကားတော့ကလည်းဒါမပါမဖြစ်ပါပဲကားတော့မပါလို့အိမ်ပေါ်ခဏပြန်ပြီးတော့ယူရတာမျိုးတွေလည်းကြုံနေပေါ့နော်ဆိုတော့ကားတော့လေးရတော့ညတွေကထည့်ထားရပါတယ်အဲ့တော့နောက်တစ်ခုဒီမှာအထည့်များတာကတော့လက်စုပ်တစ်စီးတစ်ခါလေးပြလိုက်ပါမယ်sunscreen တွေပါ sunscreen အရင်ထည့်ပါတယ်အရေပြားနဲ့အလှပဆရာဝန်ပြီးတောက်အောင်ပေါ့နော် sunscreen တွေကတော့ဒီမှာအများကြီးပါပဲဒီပါမဖြစ်ပါsize လေးတွေလည်းဒါပတ်စံရည်တွေကိုထည့်လို့ရတဲ့ပမာဏတွေဖြစ်နေပါတော့သုံးခုလုံးတော့အမြဲတမ်းလိမ့်နာမျိုးတော့မဟုတ်ဘူးဒီ sunscreen လေးဆိုတာ Beauty of Johnson ပေါ့ကျွန်မကြိုက်တဲ့Korea brand sunscreen တွေမှာပါပါတယ်ခဏလေးဒါ worldwide ပေါ့နော်ကဘာနဲ့တဝမ်းမှာစုတွေခဏရတယ်ပြီးရင်အစီပြန်တဲ့သူတွေနောက်ပြီးတော့မျက်နှာကဥမာ fungal acne လိုမျိုးပေါ့နော်မှုပိုးတွေကြောင့်ဝက်ချံထွက်တတ်တဲ့သူတွေပြီးရင်ဝက်ချံထွက်တတ်တဲ့ sensitive skin တွေအတွက်လည်းကောင်းတယ်ကျွန်မကတော့ normal to combination skin ပေါ့ normal ကနေဒီပေါင်းဆက်အသားရည်ဖြစ်တဲ့ skin လိုမျိုးအတွက်ဆိုလဲဒီကောင်လေးက relief ဖြစ်တယ်ပေါ့နောက်တစ်ခုက sunscreen ရဲ့အဓိက key ကကျွန်တော်ကနေပူထဲမထွက်ခင်15မိနစ်အလိုမှာ sunscreen ကိုလိမ့်ရမယ်ဒါမှသာ15မိနစ်ပြည့်ပြီးထွက်မှသာ sunscreen က auto protection ပေးရဲ့ level တစ်ခုရောက်ပါခုလိမ့်ခုထွက်ရင်ဒါနည်းနည်း sunburn သွားနိုင်သေးတယ်ပေါ့နေလောင်သွားနိုင်သေးတယ်ပေါ့ဒါပေမဲ့2နာရီပဲခံပါတယ် sunscreen တစ်ခုကလေဒီကောင်လေးတွေဆိုရင်သူက SPF 50 plus နဲ့ပြီးရင်4ခုတောင်ပါတယ်ဒါ broad spectrum sunscreen တွေထဲမှာပါတယ် UVA ရော UVB ရောကောင်းကောင်းကာကွယ်နိုင်တယ်ပေါ့ဒါပေမဲ့လည်း2နာရီခွဲလောက်ဆိုရင်တက်တန်းကုန်ပါတယ်ဒါကြောင့်ကိုကတနေ့ကလေးလုံးပြင်ထွက်မယ်ခန်းလိုရောင်ကြီးအမြင့်ဆုံးဖြစ်တဲ့ဒါနေကင်း17နာရီနေကင်း2နာရီမှာတောက်လျှောက်ကိုပေါ့နော်ဥပမာကျမဆိုကားမောင်းတော့ကားရဲ့ဒီအရှိမှန်တွေပါတယ်တော့နေလောင်ကsticker တွေပါတော့ကတ်ထားပေမဲ့လည်းအနေနဲ့များတော့ထိတာပေါ့နော်အဲ့လိုမျိုးဆိုကျမတို့ apply ပြန်လုပ်ပေးတဲ့နေပေါ့ဆိုတော့တခါတလေကျတော့လည်း main cap blend နာတဲ့အခါမျိုးမှာ apply လုပ်ရတာခက်တော့တခါလေကျမ sun stick လေးစောင်းပါတယ်ဒါကတော့လောလောဆယ်ဒီထဲကိုကောက်ထည့်ထားတာပေါ့တခါကျလည်းဒီလိုလက်ဖြံလေးတွေကိုပဲအမြန်လိမ့်လိုက်တာပေါ့နော်ဆိုတော့ဒါကတော့ကျမကြိုက်တဲ့ Beauty of Johnson sunscreen မှာသဘောကျတယ်ပေါ့နော်သူ့ကိုလေနောက်တစ်ခုကကျတော့ဒီ sunscreen ကတော့ဒါကျမရဲ့ဆေးခန်းကZuria sunscreen တွေပါဒါက gel type ဒါလေးကကျတော့ cream type သူကတော့ tinted sunscreen ပေါ့အရန်နေပြင်းတယ်လို့ခံစားရရင်မျက်နှာမှာလည်း treatment လေးပါတယ်ကိုကလှုပ်ထားတယ်ပေါ့ဥပမာကျမလွန်ခဲ့တဲ့2ရက်3ရက်မှာ chemical peeling လုပ်တာတော့ဒါမှမဟုတ်လည်းကျမမျက်နှာကိုကျမ high food ပြစ်ထားတာတော့အဲ့လိုမျိုးတွေလုပ်ထားရဲဆိုရင် tinted sunscreen လေးတွေသုံးတာပိုကောင်းတယ်ဘာလို့ဆိုတော့ဒီကောင်လေးတွေက physical sunscreen ဖြစ်တယ် sensitive body sensitive ဖြစ်တဲ့အသားအရည်တွေဝက်ချံထွက်လေတဲ့အသားအရည်တွေအမဲဆက်မှဲကြောင်တင်းတိတ်ထွက်လေတဲ့ဆို tinted sunscreen တွေကမှတကယ်ကာကွယ်နိုင်တာပေါ့နော်နောက်တစ်ခုကဒီလိုပေါ့ဖုန်းတွေရမ်းကြည့်မယ်ကျမတို့rays တွေကမျိုးစုံလာတာပေါ့နော်အဲ့လိုမျိုးဆိုကျမ tinted sunscreen သုံးတယ်ဘူးလေးကအတော်လေးပဲသူကဒီလို size လေးပေါ့ချစ်ကြလေးအဲ့ဆိုတော့8တိုင်းနဲ့ဆန့်တယ်ဒီ8ထက်သေးတဲ့8ဆိုတော့ဆန့်တယ်ဆိုတော့ကျမထည့်ဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ကတော့ဒါကတော့ sun gel ကျမတို့ packaging ပုံစံလေးနည်းနည်းပြောင်းသွားဘူးရှည်လေးဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့တွယ်လေးပဲဆိုတော့ဒီလိုပဲထည့်လို့ဆန့်တယ်သူကတော့လုံးဝ gel type Beauty of Johnson တို့လိုမျိုးအရာနဲ့တွားတူရပဲလိမ့်လိုက်ရင်ရေလိုပဲ watery ပဲစိတ်ဝင်သွားမယ်ဆိုတော့ဒါကတော့စိတ်ခက်မှဆိုယောက်ျားလေးတွေတော်တော်အဝယ်များတယ်ပေါ့နော်ဆိုတော့ဒါလေးလည်း apply လုပ်ရတာလွယ်တယ်ပေါ့ gel type ဆိုတော့ကျမဒီလိုနေလောင်နိုင်တဲ့ဒီလိုလက်ဖြံနေနောက်ပြီးရင်ဒီလိုမျိုးလေပင်လေးတွေဒီရင်ဘတ်အရှိတွေအတွက်ဆိုရင်ဒီကောင်လေးရကောင်းတယ်ပေါ့အဲ့တော့ sunscreen တွေကတော့များတယ်ဘာလို့လဲဆိုတော့မလိမ့်ဖြစ်မှာစိုးလို့ထည့်ရင်းနဲ့ sunscreen တွေကများနေတာပေါ့နော်